ချင်းမရောက်တဲ့အခါမွန်းချန်တောင်ပေါ်မှာတညအိတ်တဲတော့မယ်ဆိုရင် home stay တွေကရွေးချယ်စရာနေရာတွေကများတော့ဘယ်မှာတဲရမလဲဆိုပြီးရွေးချယ်ရခက်တာမျိုးတွေရှိတတ်ပါတယ်။ဒီနေ့မှာတော့စနိုးရဲ့ personality အမြင်ကမွန်းချန်က home stay တွေအများကြီးထဲမှာ view လာပြီးတော့တိမ်ပင်လဲမြင်ရနိုင်ချင်များတဲ့ home stay 9 ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ Food Dine Home Stay ပဲဖြစ်ပါတယ်ဒီ Home Stay ကတော့ဘော်ကင်ရဖို့လည်းအရန်ခတ်ပါတယ်သူကတော့မွန်းချန်မှာဆိုလို့ရှိရင်ဟိုးတောင်ထိပ်မှာဖြစ်တာတို့ကြောင့်မလို့ location လည်းအရန်ကောင်းပါတယ်ဒီ Home Stay မှာဆိုလို့ရှိရင်မကြာခဏတိမ်ပင်လေတွေမြင်ရတတ်ပါတယ်ဒါပေမဲ့တိမ်ပင်လေဆိုတာကအမြဲတမ်းပေါ်တဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်ရာသီဥတုပေါ်မူတည်ပြီးတော့တိမ်ပင်လေကမြင်ရတာမို့လို့အမြဲတမ်းတော့မမြင်ရနိုင်ပါဘူးအခုဆိုလို့ရှိရင်ရာသီဥတုကမျိုးတွေအရန်ဆိုင်နေရမို့လို့ဒီချိန်မှာဆိုလို့ရှိရင်တိမ်ပင်လေကိုမြင်ရဖို့ရခိုင်နှုန်းကတော့0ပါနံပါတ်2ကတော့ရင်းုံ flower garden ကဒီထိုင်းနာမည်နဲ့ home stay လေးပဲဖြစ်ပါတယ်ဒီရင်းုံ flower garden ကလည်းတောင်ထိပ်ပေါ်မှာရှိရာဆိုတော့ဒီနားပတ်ဝန်းကျင်မှာရှိတဲ့ home stay တော်တော်များများကတိမ်ပင်လည်းမြင်ရလေးရှိပါတယ်နံပါတ်3ကတော့ Techno ဆိုတဲ့ home stay ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းတိမ်ပင်လည်းမြင်ရနိုင်ချေများပါတယ် view ကောင်းတယ်ပြီးတော့သူ luxury room လေးတွေကို dome လေးတွေကိုကိုစိတ်ကြိုက်ကိုပါချက်နေပေါ့နော်ကိုယ့်အကူချိန်ပြီးရွေးချယ်နိုင်ပါတယ်နံပါတ်4ကတော့သူကမွန်းချန်တောင်ပေါ်မှာရှိတဲ့တခြား home stay တွေနဲ့ပုံစံမတူဘဲနဲ့တမျိုးလေးကွဲထွက်နေတဲ့သင်္ဘောပုံစံမျိုးလေးစောက်ထားတဲ့ Moon View Ngam ဆိုတဲ့ home stay ပဲဖြစ်ပါတယ်နောက်ဆုံးနံပါတ်5 home stay ကိုမပြောခင်ဒီကြားဖြတ်အနေနဲ့ဒီကာဖေးဆိုင်လေးအကြောင်းကိုပြပြပေးပါမယ်ဒီကာဖေးနာမည်ကတော့ဖူဝင်းကာဖေးပဲဖြစ်ပါတယ်သူကတော့ဖူဝင်း resort ဖူဝင်း home stay နဲ့တွဲပြီးတော့ဖွင့်ထားတာဖြစ်ပါတယ်အကယ်လို့စနိုးရှိကပြောခဲ့တဲ့ home stay လေးတွေကပိုကင်မရခဲ့ဘူးဆိုလို့ရှိရင်ဒီ home stay လေးမှာလည်းတဲခုနိုင်ပါတယ်